ဒီမှာဖြစ်များကြတဲ့ရာသီတုပ်ကွေးရောဂါနဲ့ပတ်သက်ပြီးတော့ဒီကနေ့ဗီဒီယိုလေးမှာဆွေးနွေးရှင်းပြပေးသွားမှာပဲဖြစ်ပါတယ်။ကျွန်မကတော့ Dr. SCP မှာ Dr. ရှင်းမုံပါ။ရာသီတုပ်ကွေးရောဂါက influenza virus လို့ခေါ်တဲ့ virus ပိုးတစ်မျိုးကြောင့်ဖြစ်ပွားတဲ့အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါတစ်မျိုးပဲဖြစ်ပါတယ်။ပုံမှန်အားဖြင့်ဆိုလို့ရှိရင်တော့ခန္ဓာကိုယ်ထဲမှာဒီ virus ပိုးရှိနေတဲ့ရသက်တစ်ပတ်အတွင်းမှာပဲရောဂါလက္ခဏာတွေပြတ်တက်ပြီးခန္ဓာကိုယ်ထဲမှာ virus မရှိတော့ဘူးဆိုလို့ရှိရင်တော့ရောဂါလက္ခဏာတွေကအလိုလျောက်သက်သာသွားလေးရှိပါတယ်။ဒါပေမဲ့အဆုတ်ရောဂါ၊ကြောက်ကက်ရောဂါ၊နှလုံးရောဂါ၊စီးချိုနဲ့သွေးတို့အစရှိတဲ့ရောဂါခံနေရှိတဲ့သူတွေမှာဆိုလို့ရှိရင်တော့ရောဂါလက္ခဏာတွေပုံမှန်ပြင်းထန်ပြီးတော့အသက်ဆုံးရှုံးရသည့်အထိဆိုးရွားနိုင်ပါတယ်။ရာသီတုပ်ကွေးရဲ့ရောဂါလက္ခဏာတွေအနေနဲ့ဆိုလို့ရှိရင်တော့ခန္ဓာကိုယ်ပူချိန်တွေမြင့်တက်လာတာမျိုး၊ခေါင်းကိုက်တာမျိုး၊လက်ချောင်းနာတာနဲ့နှာချေချောင်းဆိုးဖြစ်တာမျိုးတွေကိုယ်လက်နာကျင်ကိုက်ခဲတာမျိုးတွေဖြစ်တတ်ပြီးတော့တခါတည်းမှာလည်းမျက်စိရရနာမျိုး၊မျက်စိနေရမျိုးတွေလည်းတွေ့ရတတ်ပါတယ်။ပြင်းထန်တုပ်ကွေးရောဂါလက္ခဏာတွေကတော့အုံနောက်ရောင်တာအဆုတ်ရောင်တာအသက်ရှူကျက်တာစတဲ့ပြင်းထန်တဲ့ရောဂါလက္ခဏာတွေပဲဖြစ်ပါတယ်။ဒီလိုပြင်းထန်တုပ်ကွေးရောဂါလက္ခဏာတွေကိုခံစားနိုင်တဲ့သူတွေကတော့အဆုတ်ရောဂါရှိတာ၊ကြောက်ကက်ရောဂါရှိတာ၊နှလုံးရောဂါရှိတာ၊စီးချိုနဲ့သွေးတို့လိုမျိုးရောဂါခံရှိတာတွေပြင်ခုခံအားကျဆင်းတဲ့ကူးစက်ရောဂါခံစားနေရတဲ့သူတွေမှာလည်းတွေ့ရနိုင်ပါတယ်။ရာသီတုပ်ကွေးအဓိကအဖြစ်ကူးစက်နိုင်တဲ့နည်းလမ်းကတော့အသက်ရှူလမ်းကြောင်းအနေနဲ့တစ်ဆင့်ကူးစက်တာဖြစ်ပြီးတော့ရောဂါပိုးရှိသူတွေနဲ့ဓာတ်ရိုက်ထိတွေ့ရတဲ့တစ်ဆင့်လည်းကူးစက်နိုင်ပါတယ်။ရာသီတုပ်ကွေးကူးစက်ခံရခြင်းကိုကာကွယ်ဖို့အတွက်လူထူထပ်တဲ့နေရာတွေကိုသွားတာမျိုးကိုရှောင်ရှားတာမျိုးနောက်တစ်ခုကဒီလူများကင်ထားပြီးသားတကားလက်ရန်လိုမျိုးတွေကိုကင်ပြီးတဲ့အခါမျိုးမှာရေနဲ့ဆက်ပြကိုသုံးပြီးတော့စနစ်တကျလက်ကိုဆေးကြောတာမျိုးတွေလည်းပြုလုပ်သင့်ပါတယ်။ဒါအပြင်လူရန်ထူထပ်တဲ့နေရာတွေကိုမဖြစ်မနေသွားရတော့မယ်ဆိုလို့ရှိရင်လည်းစနစ်တကျ max တက်ပြီးမှသွားတာမျိုးတွေလည်းပြုလုပ်သင့်တယ်။နောက်တစ်ခုကလူများရှိတဲ့နေရာမျိုးတွေမှာနှာချေချောင်းဆိုးတဲ့အခါမျိုးမှာစနစ်တကျဖုံးအုပ်ပြီးတော့မှနှာချေချောင်းဆိုတာမျိုးတွေကိုပြုလုပ်သင့်ပါတယ်။နောက်ထပ်ရာသီတုပ်ကွေးရောဂါကိုကာကွယ်နိုင်တဲ့နည်းလမ်းတွေကတော့ရေများတောက်တာ၊ကောင်းကောင်းအနားယူတာမျိုး၊အေးဝဝအိပ်တာမျိုးအပြင်အာဟာရပြည့်ဝတဲ့အစားအသောက်တွေကိုစားတောက်တာဗိုက်တာမင် C ကျွဲဝတဲ့အစားအစာတွေစားတာအသီးနှံတွေစားတာ supplement တွေတောက်တာမျိုးအပြင်ပုံမှန်ကိုလက်လှုပ်ရှားပြုလုပ်တာမျိုးတွေကိုလည်းပြုလုပ်သင့်ပါတယ်။ဒါအပြင်ရာသီတုပ်ကွေးကိုအကောင်းဆုံးကာကွယ်နိုင်တဲ့နည်းလမ်းတစ်ခုကတော့ flu vaccine လို့ခေါ်တဲ့ရာသီတုပ်ကွေးကာကွယ်ဆေးကိုထိုးထားတာမျိုးကိုလည်းပြုလုပ်သင့်ပါတယ်။ရာသီတုပ်ကွေးကူးစက်ရောဂါကိုကာကွယ်နိုင်တဲ့ဒီ flu vaccine ထိုးထားခြင်းအပြင်ဆိုလို့ရှိရင်ရာသီတုပ်ကွေးကူးစက်ခံရမှုကိုလျှော့ချနိုင်တဲ့အပြင်အကယ်လို့များကူးစက်ခံခဲ့ရမယ်ဆိုလို့ရှိရင်လည်းဒီ duration of ဒီ infection လို့ခေါ်တဲ့ရာသီတုပ်ကွေးကူးစက်ခံရပြီးတော့ရောဂါလက္ခဏာတွေပြသရတဲ့ရက်တွေကိုလည်းလျှော့ချပေးမှာဖြစ်ပါတယ်။ဒါအပြင်ရောဂါလက္ခဏာတွေပိုပြီးတော့မပြင်းထန်လာအောင်လည်းကာကွယ်ပေးမှာဖြစ်ပါတယ်။ရာသီတုပ်ကွေးကူးစက်ခံရမှုကိုလျှော့ချဖို့အတွက် flu vaccine ကိုမဖြစ်မနေထိုးရတဲ့သူတွေကတော့အသက်65နှစ်အထက်သက်ကြီးရွယ်အိုတွေအသက်5နှစ်အောက်ကလေးငယ်တွေနဲ့ကိုယ်ဝန်ဆောင်မိခင်တွေအပြင်ယောဂခံတစ်ခုခုရှိတဲ့သူတွေမှာဆိုရင်တော့ရာသီတုပ်ကွေးကာကွယ်ဆေးကိုမဖြစ်မနေထိုးနှံထားဖို့အတွက်ကိုဒီဗီဒီယိုလေးကနေတစ်ဆင့်အကြံပေးချင်ပါတယ်ရှင်။